မင်္ဂလာပါရှင်ဒီနေ့မုတ်ဟင်းကားချက်ပါမယ်နော်မွေးမုတ်ဟင်းကားမှုအထုပ်တဝက်သေးကိုရေသန့်တပူးခွဲ1500 ml ထည့်ဖြော်ထားပါမယ်အိုးရဲစီထည့်ပြီးစီပူလာရင်ကြက်သွန်ဖြူချင်းစပလင်းထောင်းထားတာထည့်ပြီးစီဆက်ပါမယ်စနွေးမုံအယောင်တင်မုံထည့်ပြီးမှုပါမယ်ပြုတ်ပြီးအသားနွားထားတဲ့ငါးနဲ့အချိုမှုန့်ငံပြာရည်ထည့်ပါမယ်။ငါးစီသက်အနံ့မွေးလာတဲ့အထိစီသက်ပေးပါမယ်ရှင်။မုံဟင်းသားမှုန့်အရေးဖြော်ထားတာကိုစုပ်ပွက်တီအထိတဲပါမယ်။ရေစုလာရင်ငပြောဥထဲပါမယ်။ငပြောဥလေးတွေနူးစာပြုတ်လာရင်ငါးစီသက်ထဲပါမယ်။ထညက်နှခဲနဲ့ကြက်သွန်နီအလုံးလိုက်လေးတွေလည်းထည့်ပါမယ်။အပေါ့အငံမီးပြီးငန်းပြာရည်ထည့်ပါမယ်ရှင်။ဟီးရေပွက်ဆူလာရင်ဘဲဥပြုတ်နဲ့ခောက်ထားတဲ့ကြက်ဥအရည်ထည့်ပြီးသေချာစွာမှုပါမယ်။15မိနစ်ခန့်တည်ပြီးဟင်းရေကျလာပြီးဆိုရင်မရုပ်ကောင်းမှုန့်ဖြူပါမယ်။ပဲကြော်ငဖဲကြော်တို့နဲ့တွဲဖက်လိုက်ရင်အရသာအရန်ရှိတဲ့မုံဟင်းကားလေးစားလို့ရပါပြီရှင်။အဆုံးအထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။